မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့တဲ့အဲ့ဒီပုဂ္ဂိုလ်မြုပ်ရမယ်ရွှေအိုးက၄လုံးတဲ့တိဏ္ဏမဌာနီနလှူဒန်းပေးကမ်းခြင်းဆိုတဲ့ဒါနရွှေအိုးဖြင့်၎င်းသီလေန၅ပါးသီလ၈ပါးသီလဆိုတဲ့သီလရွှေအိုးဖြင့်၎င်းတန်ယမေနစိတ်ကိုကောင်းစွာဆောင်စည်းခြင်းဆိုတဲ့တမာရိရွှေအိုးဖြင့်၎င်းဓမေနာသာစိတ်ကိုဆုံးမခြင်းဟုဆိုအပ်သောပညာရွှေအိုးဖြင့်၎င်းဒါနရွှေအိုးသီလရွှေအိုးတမာရိရွှေအိုးပညာရွှေအိုးလို့ရွှေအိုးပဲနှလုံးမြုပ်ရတော့အဲ့ဒီရွှေအိုးကြီး၄လုံးအမှကိုနောက်ပါတာတဲ့နော်ဒါနပြုကြနေသည်ဖြစ်စေများသည်ဖြစ်စေဒါနပြုဘာမှဒါနပြုကြမရှိဘူးဆိုထမင်းစားပြီးလက်သေးတဲ့အခါလက်မဲ့ကန့်နေတဲ့ထမင်းလုံးလေးတွေဝက်စိတ်တွန်းနာလေးသွားချပေးလိုက်ဒီကောင်လေးစားရတယ်မဟုတ်လားအေးနည်းနည်းထမင်းဘက်ကသေးတဲ့လက်ကန့်နေတဲ့ထမင်းလုံးလေးတွေရှိဘေးလေးပက်လိုက်ရင်စားလေးတွေတော့စားရတာပေါ့နော်အေးအဲ့လိုဒါနဖရာသာသနာတော်မှာဒါနကြတော့ဖရာတရားသံဃာယရဏ၃ပါးအဲ့ဒါနဲ့ပတ်သက်တဲ့ကုသိုလ်တွေကြိုးစားပြီးတော့စီးဘူးကြဒါနရွှေအိုးကြီးပြည့်အောင်မြုပ်ကြထဲ့ကြသဘောပေါက်လားဟေးအေးဒါနရွှေအိုးပါမှဘဝတန္တရာချမ်းသာမယ်ဘဝတန္တရာချမ်းသာခြင်းဘာရွှေအိုးထဲ့ရနော်ဒါနရွှေအိုးထဲ့ရမယ်မြုပ်ရမယ်ဘဝတန္တရာကျမ်းမာခြင်းနဲ့အသက်ရှည်ခြင်းနဲ့ယောဂကင်းခြင်းနဲ့ဆိုရင်သီလရွှေအိုးမြုပ်ရတယ်တဲ့ဟုတ်ကလားဟေးကျမ်းမာခြင်းနဲ့ချမ်းသာခြင်းနဲ့အသက်ရှည်ခြင်းနဲ့ယောဂကင်းခြင်းနဲ့ဆိုရင်ဘာရွှေအိုးမြုပ်အောင်လို့သီလရွှေအိုးမြုပ်ဒါနရွှေအိုးသီလရွှေအိုးဘုံကြီးခြင်းနဲ့တကူကြီးခြင်းနဲ့ဆိုရင်တော့တမာရိရွှေအိုးမြုပ်တဲ့ဟုတ်လားဟေးဘုံကြီးခြင်းနဲ့တကူကြီးခြင်းနဲ့ဆိုရင်ဘာရွှေအိုးမြုပ်အောင်လို့အေးတမာရိရွှေအိုးမြုပ်ရမယ်ရွှေအိုးကြီး၄လုံးတဲ့ရွှေအိုးကြီးပဲနှလုံးတော့အေးရွှေအိုးကြီး